အားလုံးမင်္ဂလာပါဒီနေ့ဒူနိုဟမ်တောင်ဒုတိယပိုင်းကိုဆက်ပြီးဖတ်ပြပါမယ်ဒူနိုဟမ်ဆိုတာဘာလဲဆိုတာအစပြန်ကောက်ရရင်ဒေတာတွင်းမှာရှိနေတဲ့ပြိပက္ခတွေအပေါ်မှာသွားရောက်ကူညီပံ့ပိုးတဲ့လူတွေရဲ့လှုပ်ဆောင်ချက်တွေစိတ်ဓာတ်ရေးရာတွေဒီဟာရဲ့တက်ရောက်မှုတွေကိုဖဲချမ်းစိတ်ဖြာတဲ့နီလန်းလေးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ကျမတို့ကအလုံးလုံးကြရတဲ့အခါမှာငိမ့်ချမ်းရေးကိုညှော်လင့်နေလိုလားတယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကလည်းငိမ့်ချမ်းရေးကိုရှေးရှုချင်တယ်ဆိုလို့ရှိရင်အထူးသဖြင့်အတုံးချဖို့အတွက်ဖော်ထုတ်ထားတဲ့လုပ်ငန်းလမ်းညွှန်ချက်တွေကျင့်ဝတ်ဆိုင်ရာလမ်းညွှန်ချက်တွေပါဝင်တဲ့မူပေါင်းတစ်ခုကိုဒူနိုဟမ်လို့ခေါ်တာပဲဖြစ်ပါတယ်။ဆိုတော့ပထမပိုင်းမှာကျမတို့ပြောခဲ့သလိုပဲဒူနိုဟမ်ဒီကျမတို့ပြိပက္ခတွေကိုကျမတို့ကအလေးအနက်ထားတုံ့ပြန်ခြင်းနည်းလမ်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒူနိုဟမ်အကြောင်းကိုမလေ့လာခင်မှာကျမတို့ကပြိပက္ခဆိုတာဘာလဲဆိုတဲ့အကြောင်းကိုအရင်လေ့လာဖို့လိုပါ။ဆိုတော့ပြိပက္ခလို့ပြောလိုက်တဲ့နဲ့ကျမတို့စိတ်ထဲမှာဆိုလို့ရှိရင်မတက်မတာခံစားသွားရလိမ့်ရှိ။ဘာဖြစ်လို့လဲဆိုတော့ပြိပက္ခဆိုတာဒီကျမတို့ကစန့်ကျင်ဖက်တရားဆိုတဲ့ဟာမျိုးကျမတို့ကအလိုလိုသိစိတ်ကနေနားလည်ပြီးသားဖြစ်တယ်။နော်တကယ်တော့ကျမတို့အတိတ်ပဲဖွင့်ဆိုချက်အရာပြိပက္ခဆိုတာကိုတိတိကျကျပြောမယ်ဆိုရင်ပြိပက္ခဆိုတာကွဲပြားတဲ့ပန်းတိုင်တွေဒါမှမဟုတ်ကွဲပြားတဲ့လိုအပ်ချက်တွေရှိရဲ့လူနှစ်ယောက်ဒါမှမဟုတ်နှစ်ယောက်ထပ်ပို့ခြင်းပို့မယ်။အဖွဲ့နှစ်ဖွဲ့ဒါမှမဟုတ်ရင်အဖွဲ့နှစ်ဖွဲ့ထပ်ပို့ခြင်းလည်းပို့မယ်။အဲ့ဒီလူတွေကြားတဲ့ကဆက်သွယ်ဆက်ဆံရေးကိုကျမတို့ကပြိပက္ခလို့အတိတ်ပဲဖွင့်ဆိုရမှာဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာကျမတို့ကွဲပြားတဲ့ပန်းတိုင်လို့ပြောခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့တစ်ခါတရံမှာအချင်းအရကွဲပြားပြီမဲ့တကယ်ကျမတို့အရင်အမြင့်လိုလားချက်ကိုကျမတို့ပြန်ကြည့်ရတဲ့အခါမှာကွဲပြားမှုရှိချင်မှရှိမယ်။ဆိုတော့ကျမတို့ပြိပက္ခလို့ပြောလိုက်လို့ရှိရင်အပေါ်ယံအားဖြင့်မတူညီမှုတွေပေါ့။အဲ့ဒီဟာတွေကိုကျမတို့ကဆိုလိုခြင်းပဲဖြစ်တယ်။ဆိုတော့ပြိပက္ခလို့ပြောလိုက်တဲ့အခါမှာကျမတို့မတက်မတာခံစားရပြီမဲ့ကျမတို့ကဘဝတစ်လျှောက်လုံးမှာကြုံတွေ့ရမယ့်အရာတွေပဲဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ပြိပက္ခဆိုတာလူဦးချင်းစီမှာတော့၎င်းလူအဖွဲ့အစည်းမှာတော့၎င်းအမြဲတမ်းရှိနေတဲ့သဘာဝတရားပဲဖြစ်တယ်။ဆိုတော့တခြားလူတွေနဲ့ပြိပက္ခမဖြစ်ရင်တော့ကျမတို့သိကြတဲ့အတိုင်းပဲတခါတလေကြရင်ကျမတို့ရှင်စန္ဒာအဓိကပြောသလိုတယောက်တည်းနေပြီးတစ်စိတ်တည်းမထားနိုင်တဲ့အခါမှာစိတ်နှစ်ခွတွေဖြစ်တယ်။ဟိုဟာလောက်ရကောင်းလို့ဒီဟာလောက်ရကောင်းလို့ဆိုတော့စိတ်ထဲမှာပြိပက္ခတွေဖြစ်တယ်။အဲ့လိုပဲကျမတို့မိသားစုထဲမှာဆိုလည်းမိဘနဲ့သားသမီးဖြစ်စေလင်နဲ့မယားဖြစ်စေကြတယ်မှာတခါတည်းမှာကျမတို့ဖြေရှင်းရမယ့်ပြဿနာတွေကိုကိုဖြေရှင်းခြင်းနဲ့လမ်းကြောင်းသူဖြေရှင်းခြင်းနဲ့လမ်းကြောင်းပန်းနိုင်သူတော်ညာပဲလည်းပဲဖြေရှင်းခြင်းနဲ့နီးလန်းမတူတဲ့အခါမှာကျမတို့ကမတူညီမှုပြိပက္ခလေးတွေဖြစ်လာတတ်တယ်။ဆိုတော့ဒီပြိပက္ခဒီကျမတို့ကလူအဖွဲ့အစည်းထဲမှာလူတဦးစီဒီမှာရှိနေတတ်တဲ့သဘာဝတရားဆိုတာကိုကျမတို့ပထမဦးဆုံးအချက်အနေနဲ့လက်ခံရမှာဖြစ်တယ်။ဆိုတော့အဲ့ဒီဟာကိုလက်ခံပြီးသွားတဲ့နောက်မှာကျမတို့ကပြိပက္ခတွေကိုကျမတို့ကဘလို့သဘောနဲ့ကျမတို့ကတုံ့ပြန်နေကြလဲပေါ့နော်။ဆိုတော့အဲ့ဒီဟာကိုကျမတို့ဆက်လေ့လာဖို့လိုပါတယ်။ကျမတို့ပြိပက္ခကိုတုံ့ပြန်တဲ့အခါမှာလည်းကျမတို့အပြုသဘောချင်းကတ်တာရှိတယ်အပြက်သဘောချင်းကတ်တာရှိတယ်။ဆိုတော့အပြုသဘောချင်းကတ်တယ်ဆိုတာဘာလဲဆိုတော့ကျမတို့မတူညီတဲ့ကျမတို့ကအမြင်တွေသဘောထားတွေရှိတဲ့အခါမှာကျမတို့ကतू ကဘာကြောင့်ဒီလိုမြင်တာလဲကိုကဘာကြောင့်ဒီလိုမြင်တာလဲဆိုတဲ့ဟာကိုအပြန်အလှန်ဆွေးနွေးခြင်းအပြင်တယောက်ရဲ့အမြင်ကိုတယောက်ကသိလာတယ်တယောက်ရဲ့သဘောထားကိုတယောက်ကနားလည်လာကြပြီးပုံမခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်တယ်ပုံမကျပြတ်တဲ့အမြင်ရှုထောင့်တွေကိုကျမတို့ကတွေ့မြင်လာနိုင်တဲ့အတွက်ပြိပက္ခတွေကိုကျမတို့ကအပြုသဘောနဲ့တုံ့ပြန်မယ်ဆိုရင်ကျမတို့လူဖွဲ့စည်းထဲမှာအချင်းချင်းနားလည်မှုတွေမြင့်တက်လာမယ်ပို့ပြီးတော့မှဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့လမ်းကြောင်းကိုကျမတို့တည်ဆောက်နိုင်မှာဖြစ်ပါတယ်သို့တော့ကျမတို့ကပြိပက္ခကိုကျမတို့ကကိုကပဲကိုယ့်ရဲ့အမြင်သဘောထားပဲအမှန်တစ်ဖက်ရဲ့အမြင်သဘောထားကိုကျမတို့ကနားလဲလက်ခံပေးခြင်းနဲ့စိတ်ဒါကိုကျမတို့ကနားထောင်ပြီးတော့မှလေ့လာကြည့်ခြင်းနဲ့စိတ်မရှိပဲတစ်ဖက်ကိုဖိအားပေးမယ်ဆိုရင်ကျမတို့ကဖြစ်တာလေဆိုရင်ပြိပက္ခကိုအပြတ်သဘောတုံ့ပြန်တာဖြစ်သွားတယ်ဆိုတော့ဖိအားပေးလိုက်ခြင်းအပြင်တစ်ဖက်ကလည်းကျမတို့ကမကျေနပ်ချက်တွေမြင့်တက်လာတဲ့အခါမှာတင်းမာမှုတွေကနေတစ်စင်ကျမတို့ဒီပြိပက္ခကနေတစ်စင်ဘယ်ကိုရောက်သွားလဲဆိုရင်အပြန်အလှန်အကြမ်းဖက်မှုဆိုတဲ့စီကိုရောက်သွားတယ်အဲ့တော့ကျမတို့ကပြိပက္ခကိုကျမတို့ကသဘောတရားအဖြစ်တုံ့ပြန်ခြင်းဟာလမ်းကြောင်းတစ်ခုရှိတယ်အပြတ်သဘောတုံ့ပြန်တာရဲ့အပြုသဘောတုံ့ပြန်တာရဲ့ဖြစ်တယ်ဆိုတော့ကျမတို့အပြုသဘောတုံ့ပြန်နေတယ်များကျမတို့ဟာပုံမဖွင့်ဖြိုးတိုးတက်ဖို့အခွင့်အလမ်းပုံမငြိမ်းချမ်းဖို့အခွင့်အလမ်းကိုရရှိမှဖြစ်တယ်လို့အပြတ်သဘောတုံ့ပြန်နေမယ်ဆိုရင်တော့ကျမတို့ကအပြန်အလှန်ကြမ်းဖက်မှုတန်တရားတွေကိုရောက်ရှိသွားနိုင်တယ်ဆိုတဲ့ဟာကိုပထမလက်ခံထားဖို့လိုအပ်ပါတယ်အဲ့ဒီမှာကျမတို့ပြိပက္ခကိုတုံ့ပြန်တဲ့ပုံစံလေးကိုချက်ပြီးခွဲခြမ်းစိတ်ဖြာမယ်ဆိုလို့ရှိရင်ကျမတို့ကပုံစံအားဖြင့်ကျမတို့၅မျိုးကျမတို့လေ့လာလို့ရပါတယ်ပထမအဦးဆုံးကတော့ပြိပက္ခလားမရှိဘူးဆိုရယ်လစ်လူရှုတာเนาะဆိုတော့တစ်ခါတည်းကြာရင်ကျမတို့လူနှစ်ယောက်ကြားထဲမှာမတူညီတဲ့အမြင်သဘောထားတွေရှိတယ်ဒါပေမဲ့ဒီကိစ္စအတိတ်အရေးမပါဥမာအဖြစ်တယောက်ကခရမ်းရောင်ကြိုက်တယ်တယောက်ကအဖြူရောင်ကြိုက်တယ်ဆိုတော့ဒီကိစ္စဒီနှစ်ယောက်ရဲ့ဆက်ဆံရေးအတွက်တော့၎င်းနှစ်ယောက်ဓာတ်မှာလုပ်မယ်လုပ်ငန်းအတွက်တော့၎င်းအရေးမပါတဲ့အသေးအဖွဲပြိပက္ခမျိုးဆိုရင်ကျမတို့ကလှစ်လူရှုလိုက်လို့ရတယ်ဆိုတော့ပြိပက္ခရှိတယ်သို့တော့လှစ်လူရှုတယ်เนาะဒါကပုံစံတစ်မျိုးဒါပေမဲ့အရေးကြီးတဲ့ကိစ္စရက်တွေမှာတော့ကျမတို့လှစ်လူရှုခြင်းဟာဘာလို့ဖြစ်စေလဲဆိုရင်တင်းမာမှုတွေကိုမြင့်တက်စေတယ်ဥပမာအဖြစ်ကျမတို့ကအလုပ်တစ်ခုလုပ်ကြတယ်
ဒီကိစ္စကိုဖြေရှင်းဖို့လိုအပ်နေတယ်ဒါပေမဲ့ကျမတို့အမတူညီရဲ့အမြင်သဘောထားတွေကရှိတယ်တယောက်နဲ့တယောက်ဆက်ဆံရေးပြတ်သွားမှာဆိုတဲ့အတွက်ဘယ်သူမှစကားစမပြောဘူးကိုယ့်အမြင်သဘောထားတိုင်းကိုလမ်းကိုရွေးချက်ပြီးတော့လှုပ်ဆောင်ကြတယ်တစ်ချိန်ချိန်ကျကျမတို့အဆန့်ကျင်ဖက်တွေဖြစ်ပြီးတော့မှမဖြစ်မနေစကားပြောရန်ဖြစ်ရတဲ့အခြေအနေကိုရောက်သွားတယ်ဆိုတော့ရန်ဖြစ်ရပြီဆိုတော့ကျမတို့ကတယောက်နဲ့တယောက်အပြန်အလှန်စကားအဖြစ်အကြမ်းဖက်ကြတယ်စိတ်ထိခိုက်အောင်ကျမတို့ကပြောဆိုပြုမှုကြတယ်ဆိုတော့ဒီအကြမ်းဖက်မှုအဆင့်ကိုရောက်သွားတယ်အဲ့ဒီတော့ကြောင့်မို့ကျမတို့ကပြိပခအသေးဖွဲလေးတွေဆိုရင်လက်လျူရှုလို့ရပါမယ်ကျမတို့လုပ်ငန်းအတွက်အရေးပါတယ်ကျမတို့ဆက်ဆံရေးအတွက်ကျမတို့ညှိနှိုင်းဖို့လိုအပ်တယ်ဆိုတဲ့အခါမျိုးကြာရင်เนาะကျမတို့ကအပြန်အလှန်စကားပြောဖို့လိုအပ်တယ်သူ့အမြင်ပါလဲကိုယ့်အမြင်ပါလဲဆိုတော့သူ့ဘက်ကတစ်ထစ်လျှော့ကိုယ့်ဘက်ကတစ်ထစ်လျှော့ဆိုတဲ့အခါမျိုးဒီဟာတော့ကျမတို့ကပြိပခကိုကျမတို့မျက်နှာချင်းဆိုင်ဖြည့်ရှင်းတဲ့နီလန်းလို့ကျမတို့ပြောလို့ရတယ်เนาะဆိုတော့မျက်နှာချင်းဆိုင်ဖြည့်ရှင်းတဲ့နီလန်းမှာလဲကျမတို့ကနှစ်ပိုင်းပြန်ခွဲလို့ရပါတယ်တစ်ပိုင်းကတော့ဗာလဲဆိုလို့ရှိရင်ကျမတို့အပေးအယူလောက်တာပေါ့မင်းလည်းနည်းနည်း short ငါလည်းနည်းနည်း short ဆိုတဲ့ဟာပေါ့နော်ဆိုတော့ဒါကတော့ကျမတို့အယောင်းဝယ်လောက်တဲ့လူတွေဆိုရင်ပိုပြီးနားလဲပါတယ်ကျမတို့တစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာကျမတို့ပြည်လဲတဲ့ဈေးနှုန်းတစ်ခုသတ်မှတ်နိုင်ဖို့ဆိုလို့ရှိရင်ကျမတို့ဒီအပေးအယူလောက်ကြရတယ်ဆိုအဲ့ထက်အစင်းမြင့်တဲ့နီလန်းကတော့ကျမတို့ကနှစ်လန်းရှိတယ်ငါလန်းရှိတယ်ဒါပေမဲ့ငါတို့နှစ်ယောက်အတူရှောက်နိုင်မဲ့လန်းကဘာလဲဆိုတဲ့ဟာမျိုးဒါကိုတော့ကျမတို့အင်္ဂလိပ်လို win-win solution ပေါ့နော်နှစ်ဖက်စလုံးအနိုင်ရတဲ့နီလန်းပေါ့ပူပေါင်းပြီးအဖြေရှာတဲ့သူလည်းမနစ်နာကိုလည်းလုံးဝမနစ်နာတဲ့အပြင်နှစ်ဦးနှစ်ဖက်အတွက်ပိုကောင်းတဲ့ရလဒ်တွေပါရနိုင်တဲ့နီလန်းပါရှိမယ်ဆိုတဲ့ဟာကိုကျမတို့အဖြေရှာတဲ့အဆင့်ပေါ့အဲ့ဒီအဆင့်ထိကျမတို့သွားနိုင်မယ်ဆိုလို့ရှိရင်တော့ကျမတို့ကပိုပြီးကောင်းမွန်တဲ့အဖြေတွေကိုရှာနိုင်မှာဖြစ်တယ်ဆိုတော့ကျမတို့ဒီမှာကျမတို့နီလန်း၃ခုပြီးသွားပြီပေါ့နော်ဆိုတော့နှစ်လူရှူတာတနည်းကျမတို့အပေးယူလောက်တာတနည်းပူပေါင်းပြီးတော့ပိုကောင်းတဲ့နှစ်ဦးနှစ်ဖက်စလုံးအတွက်ပိုကောင်းတဲ့လမ်းရှာတာတနည်းပေါ့နောက်တနည်းကတော့ဘာလဲဆိုကျမတို့ရဲ့အတ္တနဲ့ရှင်လာတဲ့အခါမှာကျမတို့ကဆက်ဆံရေးပြက်ချင်ပြက်ငါဖြစ်ချင်တာပဲဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဟာ PR ပေးတဲ့နည်းပေါ့နော်ဆိုတော့ PR ပေးတဲ့နည်းကတော့ကျမတို့ကောင်းတဲ့နည်းလမ်းလို့ဆိုလို့မရပါဘူးဘာလို့ဆိုတော့ကျမတို့တစ်ဖက်ကအရှုံးပေးတယ်တစ်ဖက်ကအနိုင်ယူတယ်ဆိုတော့ PR ပေးတာပေါ့နော်ဆိုတော့အတ္တကြီးတဲ့လူတွေနောက် powerful ပေါ့နော်စွမ်းအားပြည့်တဲ့လူတွေကတော့ကျမတို့ PR ပေးတဲ့နည်းကိုကြိုက်တယ်နောက်အရေးပေါ်အခြေအနေမှာဆိုတော့ကျမတို့ကညှိနှိုင်းဖြေရှင်းဖို့မလိုအပ်ပဲနဲ့ကျမတို့က PR ပေးလိုက်မှမြန်ပြီးသွားမယ်ကိစ္စရဲ့မျိုးဆိုတော့ PR ပေးဖြည့်ရှင်းတဲ့နည်းဟာလည်းရွေးချယ်စရာလမ်းကြောင်းတစ်ခုတော့ဖြစ်တယ်အများနဲ့မကောင်းတာတော့မဟုတ်ဘူးပေါ့ဆိုတော့ဥပမာအားဖြင့်ပြောမယ်ဆိုကျမတို့အရွယ်မြောက်တဲ့ကလေးတစ်ယောက်ကကျမတို့မီးချစ်ဆော့တယ်မီးချစ်ကလေးနဲ့ကျမတို့ကဒီဓာတ်စီဘုံလိုနေရာမျိုးသွားရမယ်ဆိုတော့ကျမတို့ကဖိအားပေးပြီးဒီကလေးကိုညှိနှိုင်းဖြည့်ရှင်းလို့လည်းမရဘူးအပေးယူလို့လည်းမရဘူးသူ့လက်ထဲမှာရှိနေတဲ့မီးချစ်ကိုကျမတို့ကအမြန်လူယူပြီးဟဲ့အောင်အဲ့နာမှာမီးဆော့လို့မရဘူးเนาะဆိုတဲ့ဟာမျိုးကျမတို့ကဖိအားပေးဖြည့်ရှင်းရမှာဖြစ်တယ်ဆိုတော့အရေးပေါ်ကိစ္စရက်တွေမှာတော့ကျမတို့ဖိအားပေးဖြည့်ရှင်းခြင်းဟာလည်းအသုံးဝင်တဲ့နီလန်းတစ်ခုဖြစ်နိုင်ပါဒါပေမဲ့ကျမတို့အမြဲတမ်း PR ပေးဖြည့်ရှင်းရင်ကျမတို့ရဲ့ဆက်ဆံရေးတွေဟာပြတ်ပြားလာမယ်။နောက်ပြီးတော့ PR ပေးခံရတဲ့လူရဲ့စိတ်ထဲမှာလည်းမကြင်ညက်ချက်တွေနဲ့ကျမတို့တုံ့ပြန်ခြင်းစိတ်တွေဖြစ်လာပြီးအာဃာတတွေကိုတိုးပွားစေနိုင်တဲ့အတွက်ကြောင့်မလို့ PR ပေးဖြည့်ရှင်းတာတော့ကျမတို့ကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်နိုင်ပြီပေါ့နော်။ဆိုတော့အဲ့လိုပဲတစ်ဖက်မှာ PR ပေးဖြည့်ရှင်းတဲ့တစ်ဖက်ကဘာရှိလဲဆိုလိုက်လျောတယ်ပေါ့နော်။ဆိုတော့ကျမတို့မြန်မာစကားတစ်ခုရှိတယ်။နိုင်လို့သူကိုအရှုံးပေးနှလုံးအေးတဲ့စေးပေါ့။ကျမတို့ဆက်ဆံရေးပြတ်ပြားသွားမှာဆိုတဲ့အခါကျကျမတို့ရဲ့ခံစားချက်တွေကျမတို့ရဲ့အမြင်ရှုထောင့်တွေကျမတို့ဘာလုပ်လိုက်လဲဆိုတော့မျိုးသိမ့်လိုက်တယ်သူဖြစ်ချင်တာကိုပဲဦးစားပေးလိုက်ပါငါတို့ဆက်ဆံရေးကအရေးကြီးတယ်အထူးသဖြင့်ကျမတို့ယာထူးငယ်တဲ့လူတွေမိဘနဲ့သားသမီးဆိုလည်းမိဘရဲ့အောက်ထိပ်မှုအရင်အောက်ကမလွတ်တဲ့လူတွေမှာကိုယ့်ရဲ့ဆန္ဒကိုကျမတို့ကအပြည့်အဝဖော်ထုတ်ခွင့်မရတာတွေကိုယ့်ရဲ့အမြင်ရှုထောင့်တွေကိုအပြည့်အဝပြောချင်စိတ်ရှိပေမဲ့လည်းမုံလွှားမှာကိုယ့်ကိုကျမတို့မခေါ်မပြောတော့မှကြောက်တဲ့စိတ်တွေလွှမ်းမိုးတဲ့အခါမှာကျမတို့ကတစ်ဖက်ကိုအနိုင်ပေးပြီးကိုကအလျှော့ပေးလိုက်တယ်ဆိုတဲ့နီလန်းကိုကျမတို့ရွေးချယ်လေးရှိတယ်လူမှုဆက်ဆံရေးရှုထောင့်အရာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဟာဆက်ဆံရေးအတွက်ကောင်းတဲ့နီလန်းတစ်ခုလို့ဆိုပေမဲ့ကျမတို့ကိုယုံကြည်မှုရှုထောင့်အရာနောက်ပြီးတစ်ဖက်သားရဲ့ဒီအနိုင်ကျင့်ခြင်းတဲ့မူကျင့်ကိုကျမတို့ကလက်ခံလိုက်တဲ့အတွက်တစ်ဖက်သားကအနိုင်ကျင့်တဲ့စိတ်ကိုပို့ပြီးကြီးထွားလာပြီးတော့ကိုယ့်အပေါ်မှာရေရှည်အားဖြင့်အမြဲတမ်းနိုင်စားမယ်ဆိုတဲ့ဟာမျိုးကိုကျမတို့ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလိုက်လျောရဲဆိုတဲ့နီလန်းဟာလည်းအများအားသုံးလို့တော့အဆင်မပြေဘူးဆိုတော့ကျမတို့ဆက်ဆံရေးအတွက်အရေးကြီးတယ်ကျမတို့အကျိုးစီးပွားကိုလည်းအများကြီးမထိခိုက်ဘူးဆိုရင်တော့ကျမတို့တစ်ဖက်ကိုလိုက်လျောပေးနိုင်ပေမဲ့ကျမတို့ရဲ့လူအရေးအသွေးကိုထိခိုက်သွားတဲ့အထိကျမတို့ရဲ့အကျိုးစီးပွားတွေကိုထိခိုက်တဲ့အထိရောတစ်ဖက်ကိုလိုက်လျောခြင်းအပြင်ကျမတို့ကဆုံးရှုံးနေတာမှုတွေဓာတ်တိုက်ကြုံနေသလိုတစ်ဖက်ရဲ့အကြံဖတ်မှုကျမတို့အမှုအချင်းကိုလည်းပို့ပြီးတော့မှအားပေးအားမြောက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုက်ရောတဲ့နီလန်းကလည်းရန်ဖန်ရန်ခါကျမတို့ဆက်ဆံရေးအတွက်အရေးကြီးတဲ့အကျိုးစီးပွားကိုထိခိုက်မှုမရှိဘူးဆိုရင်အနည်းငယ်လောက်ပဲထိခိုက်တယ်ဆိုရင်သုံးနိုင်ပြီမယ်လေအမြဲတမ်းသုံးတဲ့နီလန်းတစ်ခုတော့မဟုတ်ဘူးလို့ပြောရမှာဖြစ်တယ်ဆိုတော့ဒါကတော့ကျမတို့ပရိပက္ခဆိုတာဘာလဲကျမတို့ပရိပက္ခတွေကိုဖြေရှင်းတဲ့အခါမှာကျမတို့အပြုသဘောအပြတ်သဘောဘယ်လိုဖြေရှင်းနေလဲပုံစံအဖြစ်ဘယ်နှမျိုးရှိလဲဆိုတဲ့အကြောင်းကိုကျမတို့ပြောပြခဲ့တာဖြစ်တယ်